ဝိတ်ချတဲ့အခါမှာဘာကြောင့် protein လို့ခေါ်တဲ့အသားဓာတ်ကိုလုံလောက်စားပေးတင်တာလဲဆိုတဲ့အကြောင်းကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးမယ်အဲ့တော့လူတော်တော်များများကတော့တွေးကြလိမ့်မယ်ကျွန်တော်တို့ကျမတို့ကဝိတ်ပဲချကျင်တာအစီပဲချကျင်တာဒီအသားတွေအများကြီးကျွန်တော်တို့စားပေးဖို့လိုအပ်လို့လားမဆေးကြီးတွေကျွန်တော်တို့ကတိစောက်မှာမဟုတ်ဘူးလေလို့တွေးကြလိမ့်မယ်အဲ့တော့ဝိတ်ချသည်ဖြစ်စေဝိတ်တင်သည်ဖြစ်စေကျွန်တော်တို့ protein လို့ခေါ်တဲ့အသားဓာတ်ကိုလုံလောက်စားပေးဖို့လိုအပ်ပါတယ်အဲ့တော့ဝိတ်ချတဲ့လူတွေအနေနဲ့ protein ဓာတ်ကိုလုံလောက်မစားတဲ့အခါမှာဆိုလို့ရှိရင်ကြာခဏဗိုက်စာတာမျိုးတွေဖြစ်မယ်နောက်တစ်ခုကဝိတ်တွေကျသွားတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ muscle တွေဒီတင်းမရှိဘဲနဲ့ပျော့တွဲတွေဖြစ်ပြီးတော့ခန္ဓာကိုယ်အချိုးစားမကြတာမျိုးတွေဖြစ်နိုင်တယ်เนาะအဲ့တော့ကျွန်တော်တို့ protein ကိုလုံလောက်အောင်စားတဲ့အခါမှာဆိုလို့ရှိရင်အချိန်ကြာအစာခံတာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့စိတ်ကခဏနေဟိုဟာစားချင်ပြန်ပြီးဒီဟာစားချင်ပြန်ပြီးဆိုတဲ့ပုံစံမျိုးတွေမဖြစ်တော့ဘူးဒီလိုပုံစံမျိုးလေးဆိုလို့ရှိရင်ကျွန်တော်တို့ကဝိတ်ချရတဲ့နေရာမှာကျွန်တော်တို့အများကြီးအထောက်အကူဖြစ်တယ်အဲ့လိုမဟုတ်ဘူးကျွန်တော်တို့က protein ကိုနည်းနည်းလေးပဲစားတယ်ဒါပေမဲ့ထမင်းစားတဲ့အခါမှာထမင်းတွေအများကြီးကိုပဲစားမိတယ်ဟင်းသီးဟင်းရွက်တွေဒီ protein တွေကိုကျွန်တော်တို့သိမစားမိဘူးဆိုတဲ့အခါကျတော့ထမင်းတွေကတော့အများကြီးစားလိုက်မိပြီဒါပေမဲ့ခဏနေတဲ့အခါကျတော့ဘိုက်ကပြန်စားလာတယ်ဘိုက်ကပြန်စားလာတဲ့အခါကျတော့ဘာတွေမှမသိကျွန်တော်ထပ်စားမိလိုက်တယ်အပြင်စာတွေလည်းစားရင်စားမယ်ဒါမှမဟုတ်ထမင်းကိုလည်းထပ်ပြီးတော့စားရင်စားလိုက်မယ်အဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာ protein ကိုလုံလောက်စားပေးမယ်ဆိုလို့ရှိရင်အဲ့လိုမျိုးခဏဗိုက်စားတဲ့ဆိုတဲ့ပြဿနာကိုကျွန်တော်တို့ဖြေရှင်းပြီးသားဖြစ်တဲ့အတွက်ဝိတ်ချတဲ့အခါမှာအများကြီးထောက်ကူဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ protein ကိုလုံလောက်မစားဘူးဆိုလို့ရှိရင်ခုနကပြောခဲ့တဲ့ဒီကြွက်သားတွေကတင်းမရှိတော့ဘဲနဲ့ခန္ဓာကိုယ်အချိုးစားမကြဘူးပေါ့နော်အဲ့တော့ပြီးရင် weight တွေကျသွားပြီးပြီဆိုပေမဲ့လည်းဒီခန္ဓာကိုယ်က weight တွေပဲကျသွားပြီးတော့ကိုမှန်ထဲမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်စိတ်တိုင်းကြတဲ့အချိုးစားမျိုးရမှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့ခုနကပြောသလို muscle တွေကပျော့တွဲနေတယ်ခန္ဓာကိုယ်အချိုးစားမကြဘူးဒီခန္ဓာကိုယ်အချိုးစားကြဖို့ဆိုတာကကျွန်တော်တို့ဒီကြွက်သားတွေကပုံဖော်ပေးတာဥပမာကျွန်တော်တို့တင်မကြွက်သားတွေကိုကျွန်တော်တို့ကြီးထွားခြင်းနဲ့တင်မလေးလှခြင်းနဲ့ဆိုလို့ရှိရင်တင်မကိုကျွန်တော်တို့ကကြွက်သားတိဆောက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ကဒီကြွက်သားတိဆောက်ဖို့အတွက်ဒီ protein ကိုစားပြီးမှရမယ်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီ protein ကိုလုံလောက်မစားဘူးဆိုလို့ရှိရင်ဒီတင်မကလည်းကြီးထွားဖွံ့ဖြိုးလာမှာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ချိုးစားလှမလာနိုင်ဘူးဝိတ်တာကြရင်ကြသွားမယ်ခန္ဓာကိုယ်ချိုးစားမလှဘူးပေါ့နော်ဒါကြောင့်မလို့ protein ဓာတ်ကိုလုံလောက်စားပေးပါဒီ protein ဆိုတာကကြက်ဥတို့ကြက်သားတို့အမဲသားတို့ငါးတို့ဒီတလိပ်ဆန်အနေရတဲ့အသားငါးတွေပြီးသွားလို့ရှိရင်ဥပေါ့နော်ကြက်ဥတို့ဘဲဥတို့ငုံဥတို့စသဖြင့်ဒါမျိုးတွေစားလို့ရတယ်ပြီးရင်နွားနို့တို့ပေါ့နော်အဲ့တော့ဒါမျိုးတွေကိုကျွန်တော်တို့တည်တည်ချာချာလေးကိုယ့်ရဲ့တနေ့တာမှာနေ့စဉ်ပအောင်စားပေးပါ